ပေးဖို့ပါအဲ့ဒီအမျိုးသားဟာအခုဆိုရင်သူမခင်မွန်းဟောင်းရဲ့ကုမ္ပဏီမှာအယောင်မန်နေဂျာတယောက်ဖြစ်နေပါပြီဖခင်ဖြစ်သူကတော့ဒီအမျိုးသားနဲ့နှိစက်သွားရင်မိသားစုစီးပွားရေးအတွက်အကျိုးရှိမယ်လို့တွက်ချက်နေတာပါတစ်ဖက်မှာလည်းသူမရဲ့ခင်မွန်းဟောင်းဟာအိမ်ပြန်ရောက်တဲ့အခါဇနီးဖြစ်သူထားခဲ့တဲ့အမတ်တရပစ္စည်းလေးတွေကိုကြည့်ပြီးတတိယနေခဲ့ပါတယ်သူဟာဆိုဖာပေါ်မှာကြံခဲ့တဲ့ဇနီးဖြစ်သူရဲ့လက်ကောက်လေးကိုကြည့်ပြီးသူမရဲ့မေမေရော့ရော့နေတတ်တဲ့အမူအရာလေးတွေကိုပြန်လည်မြောင်နေခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ခင်မွန်းဟောင်းဟာအင်ဂျီကျဲတီးပြောင်းနေတာကိုတွေ့ခဲ့ပါတယ်အိမ်ဖော်ဖြစ်သူကပြီးခဲ့တဲ့3နှလုံးလုံးသူ့ရဲ့ပစ္စည်းတွေကိုဇနီးဖြစ်သူကပဲစီစဉ်ပေးခဲ့တာလို့ပြောလိုက်တဲ့အခါသူဟာသူမမရှိရင်မဖြစ်ဘူးဆိုတာကိုမင်းသမီးလေးဟာစိတ်မကောင်းဖြစ်နေပေမဲ့လည်းဘာမှပြန်မပြောနိုင်ပါဘူးသူမစိတ်ထဲမှာတော့သူမလက်ထပ်ခဲ့တဲ့ခင်မွန်းဟာအကောင်းဆုံးလူသားတစ်ယောက်မှာတော့မင်းကလေးဟာဖခင်ဖြစ်သူနောက်တစ်နေ့မှာတော့သူမဟာအဲ့ဒီလူသားနဲ့အတူချိန်တွေ့မှုလုပ်နေရပါတယ်လိုက်သွားခဲ့ခင်မွန်းဟောင်းစီကဖုံးဝင်လာတဲ့အဲ့ဒီပွဲကတော့သူမရဲ့ခင်မွန်းဟောင်းကဦးစီးကျင်းပတဲ့ပွဲဖြစ်နေပါတယ်သူမဟာပွဲထဲမှာကော်ဖီတစ်ခွက်ကိုတောင်းမိတဲ့အခါသူမရဲ့ခင်မွန်းဟောင်းဖြိုပေးလေးရှိတဲ့အရာတာနဲ့ထပ်တူကြနေတာကိုတတိထားမိသွားပါတယ်အထင်သေးတဲ့ပုံစံနဲ့ပြောဆိုခင်မွန်းဟောင်းဟာသူတို့ရဲ့3နှစ်တာလက်ထပ်သက်တမ်းအတွင်းမှာသူမကိုကော်ဖီဖြော်နည်းကအစအရာရာကိုတင်ပေးခဲ့ပါတယ်သူမဟာအခုမှပဲခင်မွန်းဟောင်းဟာသူမကိုနောက်တစ်ချိန်မှအကိုးစရာမလိုပဲရက်တီနိုင်အောင်တိတ်တဆိတ်လေ့ကျင့်ပေးခဲ့တယ်ဆိုတာကိုနားလည်သွားပါတယ်ပွဲထဲမှာခင်မွန်းဟောင်းကိုတခြားမျိုးသမီးတစ်ယောက်နဲ့တွဲလျက်တွေ့လိုက်ရတဲ့အခါသူမဟာအယမ်းကိုစိတ်မကောင်းဖြစ်သွားပါတယ်သူမရဲ့ချင်းတွေ့ဖော်ကလည်းမင်းသမီးလေးရဲ့ခင်ပွန်းဟောင်း CEO ရှေ့မှာမျက်နှာသာရအောင်မြောက်ပင်ပြောဆိုနေပါတယ်ပြီးတော့မင်းသမီးလေးကိုသူ့ရဲ့ဆစ်ဆက်ထားသူလိုလိန်ညာပြောဆိုလိုက်ပါတယ်မင်းသမီးကရှင်းပြခြင်းပေမဲ့ခင်ပွန်းဟောင်းကလည်းစိတ်မကောင်းဖြစ်သွားပြီးသူနဲ့ငါနဲ့ကဘာမှမဆိုင်တော့ဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသမီးလေးဟာနေမကောင်းသလိုခံစားလိုက်ရပြီးဘိုက်အောင်လာပါတယ်သူမဟာမိန်းကလေးတွေရဲ့လစဉ်ကိစ္စကြောင့်အခက်တွေ့နေတာပါခင်မွန်းဟောင်းကဒါကိုချက်ချင်းရိပ်မိသွားပြီးသူ့ရဲ့လက်ထောက်ကိုဖုံးခေါ်လိုက်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုချက်ချင်းယူလာခိုင်းလိုက်ပါတယ်သူကအင်းနီဟောင်းနောက်ကိုချက်ချင်းလိုက်သွားပြီးသူ့ရဲ့အင်ဂျီကိုချွတ်ပေးကသူမကိုဖုံးကွယ်ပေးလိုက်ပါတယ်ပြီးတော့သူမအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်းချက်ချင်းစီစဉ်ပေးခဲ့ပါတယ်သူမဟာခင်မွန်းဟောင်းရဲ့ဂရုစိုက်မှုကိုအခုထိရနေစေဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့မျက်ရည်တွေဝဲလာပါတော့တယ်ကွာရှင်းထားပေမဲ့လည်းသူမကိုအမြဲတမ်းစောင့်ရှောက်ပေးခဲ့တဲ့ခင်မွန်းဟောင်းရဲ့အချစ်စစ်ကိုသူမဘလို့တုံ့ပြန်မလဲနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့နောက်ထပ်အပိုင်းတွေကိုသိချင်သေးရင်တော့ဒီဗီဒီယိုလေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်